အမားတို့ရဲ့ရုံးဒီနေရာမမြတ်မာ23လမှာရှိရပါတော့။အဲ့နေ့ကအမားတို့အလုပ်ဖွင့်တဲ့နေ့ဆိုတော့အဲ့နေ့ကထမင်းစားနာချိန်လည်းဖြစ်နေတာရောဆိုတော့အမားတို့ထမင်းစားနေကြတဲ့အချိန်ပေါ့နော်။အဲ့မှာအမားတို့ဖွဲ့ကထမင်းစားပြီးသွားတဲ့အချိန်ဘယ်တော့မှမကြာသေးငလင်းကစလောက်တာပေါ့။ခါတိုင်းလိုပဲငလင်းကလှုပ်ပြီးရင်ပြီးသွားမယ်လို့အမားတို့ကထင်တာပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့စက်တိုက်လုံနေတဲ့အခါမှာတော်တော်ကြောက်သွားပြီးတော့အမားတို့နီးစက်ရဒီအလုပ်စပွဲတွေအောက်မှာဝင်ပြီးတော့ခိုကြရပေါ့နော်။ခါတိုင်းလိုပဲရက်မယ်လို့အထင်နဲ့ခိုကြပေမဲ့မရက်ဘူး။အဲ့ဒီအချိန်မှာတခြားဆင်းပြေနေကြရင်ဝန်ထမ်းအတန်တွေလည်းကြားနေရတယ်လေကားရဲ့မုံဆင်းပြေကြပါတော့အားလုံးကလည်းကြောက်နေကြပြီတချို့ဝန်ထမ်းတွေဆိုလို့ရှိရင်ပြတင်းပေါက်ကနေမှလှမ်းမြင်လိုက်တာပြိုတဲ့တိုက်တွေကိုမြင်နေရပြီပေါ့နော်အဲ့အချိန်မှာမတို့ကထမင်းထိုင်စားနေရဖြစ်တဲ့အတွက်မမြင်ခဲ့ကြဘူးအဲ့အချိန်မှာဆက်ဖြစ်ချင်းတော့အဲ့အချိန်မှာဝန်ထမ်းတယောက်ကလာပြောတာအမားတို့အောက်မဆင်းကြဘူးလားတခြားဝန်ထမ်းတွေဆင်းနေကြပြီပေါ့နော်အဲ့အချိန်မှာအမားတို့ကအဲ့ဆိုရင်တော့ဆင်းမှဖြစ်တော့မယ်ရှောင်မယ်ဆိုတဲ့သဘောနဲ့ဆင်းကြတာပေါ့အဲ့မှာနောက်ထပ်ဒုတိယအလိုက်ထပ်လှုပ်ရောလှုပ်တဲ့အထိကိုအမားတို့အဖွဲ့ကအောက်ကိုမရောက်သေးဘူးတခြားဝန်ထမ်းတွေကတော့ရောက်နေကြပြီပေါ့နော်အဲ့မှာအမားတို့အလွာ18လောက်ပဲရှိအောင်မဲ့ထင်တယ်ဒီကားရမ်းမှာထိုင်ပြီးတော့အော်နေကြတာပေါ့နော်ကြောက်ပြီးတော့ဖះစာရုပ်ဖွဲ့လည်းတတိယမရကြဘူးအဲ့ချိန်မှာအကိုတယောက်ကနင်တို့အော်နေကြနေတော့ဆင်းကြဆိုပြောတဲ့အချိန်မှာမတို့ဖွဲ့လည်းအောက်ထိရောက်လာခဲ့ရပါတော့လှုပ်ရက်ချားရဒီမှာဆင်းပြေးကြတာအောက်ကိုရောက်မှမြေပြင်ကိုရောက်မှပဲမတို့ကတခြားဖြစ်ပြနေရတယ်တိုက်တွေပြိုးနေတာတွေကိုမြင်ရတာပေါ့နော်အဲ့လောက်အနေနဲ့များတဲ့ခြားတွေကနေမှအမတို့ကဝေးတဲ့ကိုတစ်ခုနဲ့ဗာပစ္စည်းမကိုလည်းမတင်နိုင်ခဲ့ပဲနဲ့ရောက်လာတာပေါ့နော်အသက်ဘေးကနေမှလွတ်ခဲ့တာအချိန်ကြာမှဒီဖြစ်ပြသမျှမြင်ကွင်းတွေကိုမြင်ရတဲ့အချိန်ကြာမှအမတို့ဒီထဲမှာလည်းတကယ်မကောင်းဘူးပြီးတော့တွေးလိုက်မိတာတခုကဘာလဲဆိုရင်ဘာတွေဖြစ်ပြမယ်ဆိုတာကိုကြိုပြီးမမြင်နိုင်ဘူးဖြစ်တဲ့အတွက်အမတို့နားမှာရှိတဲ့လူတွေကိုတန်ဖိုးထားပါလို့ပြောချင်ပါတယ်ညီမတို့28ရက်နေ့ငလင်းလှုပ်တော့တာပေါ့နော်ညီမတို့တောင်းဝင်ကြတာတော့အလွာ20မှာတောင်းဝင်ကြရဲအဲ့ဒီအချိန်မှာငလင်းဆောက်လုပ်တော့ကခါတိုင်းလိုပဲပေါ့နော်ညီမတို့ခဏနဲ့ပြီးသွားမယ်ထင်တာဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာညီမတို့ကြောက်လာတယ်ပေါ့နော်ပထမတော့ခဏပဲပြီးမယ်အောက်မစင်းတော့ဘူးပေါ့ဒါပေမဲ့ကြာလာတဲ့အခါမှာလုံးဝကြောက်လာတဲ့အခါမှာတပည့်ကောင်အဝင်တိုးတာမျိုးတွေအကားခွဲယူတာမျိုးတွေဒါမျိုးတွေလုပ်လာရရဲချို့ဆိုလို့ရှိရင်လေကားနဲ့ပြီးစင်းကြတာမျိုးရှိရပေါ့နော်အဲ့ဒီအချိန်မှာမတို့တွေးမိတာပေါ့နော်အဲ့ဒီမှာဒီလောက်ကြီးတုံနေမှာတော့ငါတို့ဒီအထက်20မှာပေါ့နော်လုံးဝမရတော့ဘူးအဆောက်ကြီးလဲကိုလည်းကိုကန်ကြမှာကိုလည်းမယုံတာပေါ့နော်သွားပြီးပေါ့အဲ့ချိန်မှာပထမဆုံးတတိယရတာတော့မေပေါ့နော်ဒီကြားထဲမှာအလုပ်ပြမှာဆိုတာတွေခွင့်ယူရမှာဆိုတာတွေနဲ့မိဘနဲ့တကွဲတပြနေရမျိုးဆိုတော့ပြန်မတွေးဖြစ်ဘူးဖုန်းနဲ့ပဲ contact လုပ်ရတာမျိုးဆိုတော့လေအဲ့ချိန်မှာအရန်နောင်တရငါမင်းနဲ့မတွေ့ရတော့ဘူးမင်းနဲ့လုံးဝမတွေ့ရတော့ဘူးပဲထင်တာပေါ့နော်အဲ့ချိန်မှာလုံးဝစိတ်တွေလဲဖះတာဖို့တက်ပေါ့နော်အရင်အမေကိုပဲတတိယနေရမျိုးဆိုတော့လေပထမချိန်လုပ်ပြီးရခါမှာညီတို့လုံးဝဒီမှာပေါ်မှာတော့ဆက်နေလို့မရတော့ဘူးဆင်းမရတော့မယ်ဆိုတော့ညီတို့ဆင်းလိုက်တဲ့အချိန်မှာဒုတိယတစ်ချိန်ထပ်လုပ်တော့လေညီတို့18လွာမှာပဲရှိသေးတယ်ဆိုတော့အဲ့မှာလှေကားမှာဆိုတော့သွားပြီးဒီတစ်ချိန်တော့ငါတို့လုံးဝမလွတ်တော့ဘူးဒီတစ်ခါတော့လုံးဝငါတို့တွေပေါ့တည်ပြီးပေါ့တွေးထားတာမျိုးပေါ့နော်အဲ့ဒီအချိန်မှာအဲ့လှေကားမှာလည်းလှေကားလက်ရန်နေကင်ပြီးတော့မှရသမျှဖះဆိုင်လေးကျွေးရတယ်ပေါ်မှာတစ်ခါမှမကြုံဘူးတာကြီးဆိုတော့ပြန်ပြောတိုင်းအဲ့ဒါကြီးကအိမ်မက်ဆိုကြီးလို့ဖြစ်နေတဲ့အခါကျတော့ဒါကြီးပြန်ပြောတဲ့အခါမှာကြောက်တယ်ပြန်ပြောတဲ့အခါမှာအခုလဲစိတ်ခံစားချက်ကမကောင်းဘူးပေါ့နော်အဲ့ဒါကြီးကိုပြန်တွေးနေရတဲ့အခါကျတော့လေလုံးဝ18လောမှာလေဒုတိယချိန်ထပ်လုပ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာလေအစအဦးကြီးမပြိုလို့တာညီမတို့ကအသက်ရှင်တာပေါ့နော်တကယ်လို့အဲ့ဒီစဦးတာတခုဖြစ်သွားခဲ့တယ်ဆိုရင်တော့ညီမတို့တွေကတော့လုံးဝတွေးရဲစရာပဲပေါ့နော်အဲ့တော့ညီမနောက်ဆုံးနေပြောချင်တာကဒီရှိနေတဲ့ကာလမှာဘေးနားမှာရှိတဲ့မိသားစုတွေချစ်ရတဲ့တငယ်ချင်းတွေကိုပေါ့နော်အားလုံးကိုတန်ဖိုးထားကြပါအချိန်ပေးကြပါလို့ပေါ့နော်ပြောချင်ပါရဲ့အဲ့ချိန်တော့ပေါ့နော်ကျွန်တော်တို့ကနေလေသာစားပြီးတဲ့အချိန်ပေါ့နော်နေလေသာစားပြီးတော့ထမင်းလုံးစီနေတဲ့အချိန်ပေါ့နော်ဒီချိန်မှာကျွန်တော်တို့နေလေသာစားပြီးလုံးပြန်ဝင်တော့ရုပ်တရက်ကြီးငလင်းကကောက်လောက်လာတော့じゃကျွန်တော်တို့ကမနေ့တုန်းကလည်းဒီလိုငလင်းလုံးတဲ့အတွေ့အကြုံကလည်းရှိပြီးတော့အချိန်တန်ရက်သွားမယ်ဆိုပြီးတော့ထင်ခဲ့ရပါတော့ဒါပေမဲ့ငလင်းကပို့ပြီးတော့ကျန်းလာတဲ့ပြင်ကျွန်တော်တို့နေတဲ့ဒီ23လွာကြီးကလည်းလုံးဝရှိုင်ထိုးပြီးတော့ဒီပစ္စည်းတွေအကုန်လုံးကလည်းအောက်ကိုပြုတ်ကျBOD တို့ကျွန်တော်တို့ဒီစပွဲတွေတို့ကလည်းအကုန်လုံးလှုပ်ကွန်ပျူတာတွေကလည်းအောက်ကိုပြုတ်ကျကျွန်တော်တို့ရဲ့ဒီwater cooler တွေတို့ air cooler တွေတို့ကလည်းလဲကျတဲ့အထိပါအလင်းကပြင်းလာတော့ကျွန်တော်တို့အကုန်
တစ်ခန်းလုံးပေါ့နော်ကြောက်လန့်အားအော်တဲ့တန်ဒီတို့မိန်းကလေးဆိုပေါ့နော်ငိုရဲ့တန်ဒီတို့ပြည်နေပေါ့နော်ဒီချိန်မှာကျွန်တော်တို့အားလုံးကအလဲမှာစုပြီးတော့ထိုင်လိုက်ကြတယ်ပထမချိန်ငလင်းရက်သွားတဲ့အချိန်မှာအကုန်လုံးကမြင်တက်ပြီးတော့အရန်ကြောက်နေကြရပေါ့နော်ကြောက်နေကြပြီးတော့အလင်းကဒုတိယချိန်ထပ်လှုပ်လာတဲ့အချိန်မှာတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ချတော့ကျွန်တော်ဆင်းမဖြစ်တော့မယ်ဆိုပြီးတော့ကျွန်တော်ဘေးပလဲတိုက်တွေကိုကြည့်တဲ့အခါမှာလည်းဒီတိုက်တွေအကုန်လုံးကပြိုကျပြီးတော့ခုန်နေတဲတွေနဲ့တစ်မျိုးလုံးလုံးဝဒီကျွန်တော်တို့နိုင်ငံခြားကကြည့်နေရတယ်လို့ပဲအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်ဒီလိုချင်းနေမြင်လိုက်ရတော့ကျွန်တော်တို့အကုန်လုံးကြောက်ရလန်နဲ့23လောကနေအောက်ကိုပြေးဆင်းကြရတယ်ပြေးဆင်းပြီးတော့ကျွန်တော်တို့9လွာရောက်တော့ဆိုင်ကင်နဲ့ပေါ့နော်အောက်ဆုံးဒီအောင်ကျွန်တော်တို့အတော်ပြေးဆင်းလိုက်ရတယ်ပေါ့နော်ဒီအချိန်မှာပေါ့နော်ကျွန်တော်တို့တယောက်နဲ့တယောက်လည်းဒီငလင်းလုံနေတဲ့ကြားကနေအဲ့လိုဖေးမခဲ့ရည်လည်းရှိရပေါ့နော်ဒီကြံတဲ့လူကြီးရှိလားဆိုတာလည်းကျွန်တော်တို့စစ်ခဲ့ပြီးမှဘယ်သူကြံခဲ့လဲဆိုတာတကားလောကြတာမျိုးတို့ဘယ်သူဘယ်နေရာမှာပိတ်မိနေရမျိုးတို့ကြံခဲ့တာမျိုးတို့အကုန်လုံးကျွန်တော်စစ်ပြီးတော့မှပဲစီစီလုံးလုံးနဲ့အောက်ကိုဆင်းပြေးခဲ့ကြတယ်ဒါတော့အရန်ကြောက်စရာကောင်းတယ်ကျွန်တော်တို့ဒီအတွေ့အကြုံပေါ့နော်